ရာယာမန်အောက်အောင်မန်ကျင်ကျင်မန်ကြိုက်ကမန်ခဲကမန်တိနေတာဒီသမထလားဝိပဿနာလားဟဲ့သမထပဲအဲ့ဒါကိုများသောအဖြစ်ကဘယ်လိုထင်တာလဲဝိပဿနာလို့ပဲထင်တာတယ်တော့ကြလားဟဲ့ဒါကြောင့်တကားကျွဲဥလာဘူးလို့ခင်ဗျားတို့မှတ်ထားပါတယ်မဟုတ်ဆိုရရုပ်ရှုလို့ရုပ်တွေ့နေသေးရင်သမထရာယာမန်သိရင်အောက်အောင်မန်သိရင်ဒါဖယားကလည်းပဲဒါဒီရှုနီမှားတယ်လို့ဘုန်းကြီးပြောတာလားသမထဝိပဿနာခွဲပြတာလားမှားတယ်လို့ပြောပြတာလားသမထဝိပဿနာခွဲပြတာလားဒါဖြင့်ရာယာမန်သိတာဒီအောက်အောင်မန်သိတာဒီကျင်ကျင်မန်သိတာဒီနာနာမန်သိတာဒီလှုပ်လှုပ်မန်သိတာဒီဒါတော့ဆိုရှင်းတယ်နော်ဒါဖြင့်ဝိပဿနာရှုနည်းမှာ2မျိုးရှိတယ်မှတ်ထားဝိပဿနာရှုနည်းဘယ်နှမျိုးလဲ2မျိုးသိမထွေသွားနဲ့နော်ရှုနည်း2မျိုးကဘာလဲဆိုမှတ်ထား1သမ္မတနာရှုနည်းတဲ့1ကဘာလဲဟော1ကသမ္မတနာရှုနည်း2ကဥဒယဘယရှုနည်း2ကဘာလဲမှတ်ထားတို့တက္ကဓမ္မတွေတခြားရေးကြည့်တဲ့ဓာတ်တွေက1ဘာလဲသမ္မတနာရှုနည်း2ကဘာလဲဥဒယဘယရှုနည်းရှုနည်းဘယ်နှမျိုးလဲ2မျိုးဟုတ်ပြီသမ္မတနာရှုနည်းဆိုတာကသမ္မတနာဟုတ်ပြီနော်သမနှလုံးစင်သနာဟုတ်လားနော်နာငယ်ပေါ့သမ္မတနာအဲ့တော့သမ္မတနာဆိုတာကမြန်မာလိုပြန်ရင်သုံးတတ်တာစင်ကျင်တာမှတ်ပေးနေတာတို့ပြောတာနော်ဒါဖြင့်သုံးတတ်တယ်စင်ကျင်တယ်မှတ်ပေးနေတယ်ဘယ်လိုမှတ်တယ်လဲဗျရားရင်ရားတာမပြောင်းမချင်းရားတယ်ရားတဲ့နေရာကိုအာယုံစိုက်ပြီးတော့မှဒါကြောင့်မလို့အာယုံတစ်ခုဒီ၌စူးစူးဆိုင်ဆိုင်ရှုမှတ်တာဒီသမထမှတ်ထားအာယုံတစ်ခုဒီ၌စူးစူးဆိုင်ဆိုင်ရှုမှတ်တာဒီဗါလဲသမထပြီးတော့ရားတာလေးမပြောင်းမချင်းရားတယ်လို့ဘာလို့ပေးနေလဲမှတ်ပေးနေတာရှင်းလားအဲ့ဒါဒီပေါ်ရခန္ဓာတိဝတ္တနိရုပ်ကိုရှုလို့ဘာကိုတွေ့တာလဲရုပ်တွေ့နေတာဘာကိုတွေ့တာလဲဒါကြောင့်ရုပ်ရှုလို့ရုပ်တွေ့နေတဲ့သမထမှတ်ထားရုပ်ရှုလို့ရုပ်တွေ့နေတဲ့ဘာလဲသမထအောင်တော့ကြလားအဲ့တော့ရုပ်ရဲ့ဖြစ်ပျက်ကိုတွေ့လိုက်မှသာလေဝိပဿနာဒါကြောင့်မလို့ရရင်ရတယ်အောက်ရင်အောက်နဲ့ကျင်သွားရင်သွားတယ်မှတ်ပေးနေတာဒီဘာရှုနည်းလဲသမ္မာတနာရှုနည်းဘာရှုနည်းလဲဘုန်းကြီးကမှားတယ်လို့ပြောတာလားသမထနဲ့ဝိပဿနာခွဲပြတာလားမှားတယ်လို့မပြောဖះလည်းမဟုတ်လားဟောသလားဟောပါတယ်ဒါဖြင့်တခြားမှတ်တာသမ္မတနာရှုနည်းရတဲ့ခြင်းနဲ့ကြိုက်တယ်ခဲတယ်လို့မှတ်ပေးနေတဲ့ရှုနည်းအဲ့ဒီရှုနည်းဒီတဲ့လမ်းစဉ်ကဘာလမ်းစဉ်လဲမေးသမထယာနိကလမ်းစဉ်ဘာလမ်းစဉ်လဲသမထယာနိကလမ်းစဉ်ဘာတဲ့တော့သမထယာနိကလမ်းစဉ်သမထဥဆောင်ထားတာတဲ့အဲ့ဒီသမထလမ်းစဉ်ကနေဘယ်ကိုသွားမလဲဝိပဿနာဘယ်ကိုသွားမလဲဝိပဿနာအဲ့လိုသဘောကျရဲ့လားဒါပြန်အဲ့ဒီလမ်းစဉ်ကဘာလမ်းစဉ်လဲသမထယာနိကလမ်းစဉ်ဒီလိုမှခွဲခြားမပေးရင်မီးရောင်မြင်တိုင်းတာခုံစင်းလိုက်လို့ကတော့ရန်ကုန်မြောက်ပဲတောင်ငူတင်လမ်းဆုံးသွားမှာပဲရှင်းလားရမန်အောက်အောင်မန်ကျင်ကျင်မန်ဒီလောက်ကလေးရှုမှတ်ပြီးတော့အိမ်ပြန်လာတယ်အိမ်ကလူရတဲ့အမေပဲသွားတော့အမပဲသွားညီမလေးပဲသွားတော့မတွေ့တာကြိုက်ပဲသွားတော့ရိတ်တာသွားတယ်ဘာသွားလို့တော့ဝိပဿနာရှုအိမ်ကတော့ဝိပဿနာရှုတယ်ထင်တာပဲဟိုကလူကမှတ်နေတာကဘာတော့သမထအိမ်ကပြောတာကအိမ်ကထင်တာကဝိပဿနာကိုတကယ်လက်တွေ့လုပ်နေရတဲ့အမှတ်ပညာကဘာတော့သမထဒါမှမဟုတ်ကွက်တော့ငါလုပ်နေတဲ့အလုပ်ကသမထပါလားလို့သိရလားငါစင်းတာဟာတောင်ငူကြီးပါလားသူမသိဘူးဗျမသိတဲ့အခါကျတော့ဟိုကသွားတာကတော့ဒါရန်ကုန်ပဲဆိုတော့လွတ်လိုက်တာပဲဟောဒီကလူကရန်ကုန်ရောက်သလားသွားပြီမဲ့ခရီးမရောက်တဲ့ဗျသွားပြီမဲ့ဒီတိုင်းပဲဗျဝိပဿနာဘေတိဝိပဿနာမဖြစ်သွားဘူးသွားတော့သွားတာပဲအိမ်ကသွားတော့ကတော့ဝိပဿနာရိပ်တာဝိပဿနာဆိုသွားလိုက်တာပဲကိုကကျတော့ဘယ်မှာလမ်းဆုံးတာလဲသမထလမ်းဆုံးသွားတော့ကတော့ရန်ကုန်တောင်ငူတွေလမ်းဆုံးဘာဖြစ်လို့လမ်းကြောကိုအမှန်တမ်းသိလို့လားမသိလို့လားဒီတိုင်းပဲကိုလှုပ်တဲ့အလုပ်သမထဝိပဿနာမကွဲရင်သူများပတ်သက်လမ်းဆုံးပဲရှင်းလားမဝေပန်တက်ရင်သိခက်တယ်ဗျအားလုံးတော့ပေါက်ပြီလားရှင်းလားဒါဖြင့်အမေတို့အားလုံးတို့ညီမများတို့အမများရတာအောက်နာလေးမှတ်နေုံမဲ့ကတော့ဝိပဿနာလားသမထလားဘာရှုနည်းလဲသမထနာဘာရှုနည်းလဲဘာလမ်းစဉ်လဲသမထယာနိကလမ်းစဉ်ရှင်းမလားသူအဲ့ဒီကနေဖြည်းဖြည်းချင်းဘယ်ဝင်မလဲဝိပဿနာဘယ်ကိုဝင်မှာလဲ
မှားတယ်လို့ပြောတာလားသမထဝိပဿနာခွဲပြရလားရှင်းမလားဟဲ့ကဲကောင်းပြီတမ္မတနာရှုနည်းဥရိယဘယရှုနည်းနောက်တစ်လုံးတက်လာပြီဗါလဲလေဥရိယဘယရှုဥရိယဘယရှုနည်းဆိုတာကဘာလို့ဆိုတော့တမ္မတနာရှုနည်းကအမှတ်ဥစားပေးတာဘာဥစားပေးတာလဲအမှတ်ကိုဥစားပေးတာကိုသဘောတိုင်းလိုက်မှတ်နေတော့တာသူကဟုတ်လားရားတာလေးပေါ်လာရတယ်လို့စိတ်ထက်ကဘာလို့ပေးနေတာလဲမှတ်ပေးနေတာတော့မှတ်ပေးနေတာနော်သူအမှတ်ကိုဒလသက်မှတ်ပေးနေတော့လားရားတာမပြောင်းမချင်းရမှတ်ပေးနေတာဒါရားတာကရုပ်တရားရားတာဘာတရားလဲဒါဖြင့်ရားတယ်လို့သိနေတာ तू ဖြစ်ပျက်ကိုသိတာလားရုပ်ကိုသိတာလားဒါဖြင့်ရုပ်ရှုလို့ရုပ်တွေ့နေတာသမထပဲပါဠိတော်နဲ့လည်းအကြိုက်ပြတာကဟုတ်လားရုပ်ရှုလို့ရုပ်တွေ့နေတယ်ဘာတော့သမထဒါဖြင့်အဲ့ဒီအမြင်ဒီဝိပဿနာအမြင်လားသမထအမြင်လားဝိပဿနာရှုကြလားသမထရှုကြလားသမထအစစ်နဲ့ရှိသေးတယ်ဥရိယဗျာရှုနေဆိုတာဘာလို့ဆိုလို့သူအตาလေးစောင့်ကြည့်တာဘာလို့ကြလဲအตาလေးစောင့်ကြည့်လိုက်တဲ့အခါကျယောဂီတို့မှတ်တာမချလိုက်ဘူးလားမချလိုက်ဘူးလားအဲ့တော့စက္ကနဲ့ကြားပြီးတာနဲ့တိက္ကနဲ့ကြားပြီးတာနဲ့အဲ့ဒီသဘောလေးရှိသေးရဲ့လားကြားတော့ငါဖြစ်တာကြားတဲ့သဘောလေးမရှိတာကြားတော့ငါကြားတဲ့သဘောလေးမရှိတာကအဲ့ဒါကိုယောဂီတို့ကကြားတယ်မှတ်နေဟိုကပြက်နေတယ်မှတ်တော့တော့ကြရလားအဲ့ကြတော့ဟိုကအရှိနဲ့ကိုမှတ်တာနဲ့ကြိုက်သလားမကြိုက်ရင်လွဲတယ်မကြိုက်ရင်လွဲရင်မရဘူးတော့ကြလားဟဲ့ဒါကြောင့်မလို့ကိုကဥရိယဗျာရှင်နေဆိုတာကအตาလေးပဲတော့စောင့်ကြည့်တာအမှတ်ကိုဥစားမပေးဘူးသူ့သဘောကိုစောင့်ကြည့်တာဝိပဿနာရှုတယ်ဆိုတာဘယ်သူသဘောကိုစောင့်ကြည့်တာလဲခန္ဓာသဘောစောင့်ကြည့်တာဒါနားလည်မှဒီအခြေခံနေနားလည်မှ